Hello အားလုံးမင်္ဂလာပါဒီ vlog လေးကတော့ကျွန်တော်2025ဒီဇင်ဘာတုန်းကရန်ကုန်မှာနေတော့ရိုက်ထားခဲ့တဲ့တနေ့တာ vlog လေးဖြစ်ပါတယ်ဒီနေ့တာ vlog လို့ပြောပေမဲ့ကျွန်တော်တစ်လအတွင်းဖြတ်သန်းခဲ့တဲ့နေ့စဉ်ဘဝရဲ့လုပ်လိလုပ်ထားရှိတဲ့ routine တွေကိုလွှတ်သွားသွားမှာဖြစ်ပါတယ်ကျွန်တော်ရိုက်ထားချာဖြစ်ပေမဲ့ဒီနေ့မှာပဲ edit လုပ်ပြီးတင်ရပါတော့ပြင်းကြီးနေရတယ်ဘာမှကိုဆက်လုပ်လို့မရတော့သုံးစံအတိုင်းကျွန်တော်မနက်ခင်းအိယာနိုးကနေအိယာခောက်တယ်ညနေတဲ့သွားတက်လုပ်ပါတယ်အဲ့လာတော့ကျွန်တော်စပင်ရှိနေတဲ့အတွက်ကြောင့်ခေါင်းမလျှော်ထားတဲ့နေဆိုရင်ခုလိုမျိုးစပင်စီးထားလေးရှိပါတယ်ပြီးရင်မနက်စာစားပြီးတော့အတန်းတက်ဖို့အတွက်ပြင်ရပါတယ်ကျွန်တော်ထိုင်တဲ့နေရာကနေတူတဲ့အတွက်ကြောင့်မလို့ခုလိုပစိုးရင်ကထားရပါတယ်ပြီးရနဲ့ audio နဲ့ speaker အဆင်ပြေမပြေ check ပြီးရနဲ့တန်းစားတက်ပါပြီနှစ်နာရီကြာတန်းတက်ပြီးရနဲ့လူကဤဆောင်သွားပါပြီအမှ15မိနစ်နိုင်ဝက်လောက်နားပြီးရနဲ့ကျွန်တော် workout လုပ်လို့ရှိပါတယ်ဒီမှာဆိုရင်တော့အဲ့နေရာ leg day ဆိုတော့ leg day ပြရနဲ့အောက်ပိုင်းတွေကိုကြောလျှော့နေတာဖြစ်ပါတယ်ပြီးရင်တော့ရေချိုးပြီးတော့အိမ်နေဝတ်စုံနဲ့ open leg တွေပဲလေပညာ post ပေးရဖြစ်ပါတယ်ရေချိုးထမင်းစားပြီးနေ့လယ်2နာရီခွဲလောက်ရောက်သွားတတ်ပါတယ်အဲ့ချိန်ကိုကျွန်တော် free time နေနဲ့ထားပြီးတော့ခါလေး anime ကြည့်တာတို့ social media သုံးတာကိုလုပ်တတ်ပါတယ် channel မှာတရွက်မိုက်တွေခုလိုမျိုးရှုပ်ပွားနေတဲ့နေ့မျိုးဆိုရင်လည်း channel ကိုဆင်းပြီးတော့တမျက်စိလဲတတ်ပါသေးတယ်ခုလိုတမျက်စိလဲရဘာလဲတော့မသိဘူးစိတ်ကြည်ညိုဖို့ကောင်းနေရောပဲပင်လည်းမပင်ပန်းပဲခုလိုလုံးနေရရင်ကိုပျော်ဖို့ကောင်းနေရဗျာအားလုံးပြီးရင်တော့ရေဖြန်းဖို့လည်းလုံးဝမမေ့ပါဘူးဗျာကိုဖြန်းထားတဲ့ပင်လေးလမ်းလာရင်စိတ်ကြည်နေဖို့ကောင်းပါဗျာအချို့ရတဲ့ကြားလည်းခုလိုနေကင်းဘက်တွေဆိုရင်လမ်းထိပ်ကိုပြင်းပြလမ်းလျှောက်ထွက်ပြီးတော့ City Mart မှာဟိုလျှောက်ရှိဒီလျှောက်ကြည့်မုံဝယ်လိုက်လမ်းဘေးကမုံဆိုင်လေးတွေ့ရင်စားချင်ဝယ်လိုက်နဲ့လုပ်ဖြစ်ပါသေးတယ်ဗီဒီယိုပြန်ဆက်ရရင်တော့အဲ့နေရာကျွန်တော်ညနေခင်းကြီးကိုမန်လေးကနေတက်လာမှာမလို့ကားကိတ်ကိုသွားကြိုရပါသေးတယ်ရောက်တော့မှတင်ပြီးတော့စောထွက်လာလိုက်တာတနာရီခွဲလောက်စောင့်ပြီးမှညမှောင်နှုံးမဲ့ချိန်ကျမှဘဘစီလိုက်ကကိစ္စတယ်ပေါ့နော်ဘဘကိုကြိုပြီးအိမ်မြန်တဲ့ချိန်ကျတော့ညတော်တော်မှောင်နေပါပြီပြန်ရောက်တာနဲ့ညစာစားပြီးတော့ကျွန်တော်ညာတိုင်းရွတ်လိရှိတဲ့ပထမဖိုင်တို့မျိုးကိုရွတ်ဖက်ဖို့တော့ပါတယ်အဲ့ဒီညကတော့စားလဲမလုပ်ဖြစ်ပဲနေ့တွေကကြည့်တဲ့အာနီမေလေးကိုပဲစက်ကြည့်ပြီးတော့အိပ်ဖြစ်ပါတယ် vlog လေးကတော့ဒါပါပဲဗျာ Thank you guys for watching